ဒီနေ့သွားစားမယ့်ဆိုင်ကတော့တသိန်းကိုယ်တိုင်တစ်နှစ်ကျော်ကြောင်အလုပ်လုပ်ခဲ့ဘူးတဲ့ဆိုင်လေးပေါ့နော်အဲ့တော့ဒီဆိုင်မှာဘာတွေစားကောင်းလဲပြီးတော့ဘယ်လိုစားတောက်တွေကလူကြိုက်များလဲဆိုတော့တသိန်းတော်တော်များများသိပါတယ်ဒီဆိုင်လေးကစိုးမျိုးရဲ့အထင်ကြီးနေရာတွေနဲ့တစ်ခုဖြစ်တဲ့အင်စားတုံမှာရှိပါတယ်ဒီနေ့သွားစားမယ့်ဆိုင်ကတော့တသိန်းကိုယ်တိုင်တစ်နှစ်ကျော်ကြောင်အလုပ်လုပ်ခဲ့ဘူးတဲ့ဆိုင်လေးပေါ့နော်အဲ့တော့ဒီဆိုင်မှာဘာတွေစားကောင်းလဲပြီးတော့ဘယ်လိုစားတောက်တွေကလူကြိုက်များလဲဆိုတော့တသိန်းတော်တော်များများသိပါတယ်ဒီဆိုင်လေးကစိုးမျိုးရဲ့အထင်ကြီးနေရာတွေနဲ့တစ်ခုဖြစ်တဲ့အင်စားတုံမှာရှိပါတယ်ဆိုင်နာမည်ကမီဖိုယူလို့ခေါ်ပါတယ်သူကအဓိကအဖြစ်ရှာဘူးစကီယာကီအဲ့လိုအစားတောက်တွေကိုရောင်းနေပေါ့နော်ဆိုင်ထဲမှာတစ်ယောက်ဝိုင်းနေရော၄ယောက်2ယောက်ဝိုင်းနေအပြည့်ရှိရမို့လို့တယောက်တည်းသွားမဲ့လူတွေအတွက်လည်းစိတ်ပူစရာမလိုပါဘူးတသိန်းတော့၄ယောက်သွားတာကိုရှာဘူးဟင်းရီကိုအဆက်ကလေးနဲ့မှားလိုက်ပါတယ်တသိန်းကတော့အခုဒီနွေရာသီမှာမှအသစ်ထွက်လာတဲ့မီနူးကိုစားကြည့်ချင်လို့အဲ့ဟာကိုမှားလိုက်တယ်ပေါ့နော်ဒီမီနူးလေးရဲ့နာမည်ကဟာနူယူခွဲဒရီကီရိုမာကုစုလို့ခေါ်ပါတယ်ပြီးတော့လေဒီရောက်ရင်မဖြစ်မနေစားကြည့်တင်တာဒီရဲ့ထမင်းကျော်ကတခြားကဘယ်ထမင်းကျော်နဲ့မှမတူတော်တော်လေးစားလို့ကောင်းတယ်တသိန်းတော့ရှာဘူးမှာစားခဲ့ပေမဲ့ဒီဆိုင်ကစကီယာကီကလည်းတော်တော်လေးစားလို့ကောင်းပါတယ်နောက်ထပ်မီနူးတစ်ခုကတော့မှုန့်ရယ်နောက်တော့အသားတွေကိုကြိတ်ထားတဲ့မီနူးလေးပေါ့နော်ကဲအခုတော့အမှားထားတဲ့မီနူးအသစ်ကလေးကိုစားကြည့်ပါမယ်ဒီမီနူးကလေတသိန်းအလုပ်လုပ်တော့မရှိဘူးဒီတစ်ခေါက်ຫນွေမှာမှအသစ်ထွက်တာပါသူကစားလိုက်တာနဲ့နှမ်းစီမွေးလေးရပြီးတော့အသားကလည်းအရန်လက်ဆက်ပါတယ်နောက်ပြီးတော့ကျွတ်လေးနဲ့စားလို့ကောင်းတယ်ဖတ်ထုတ်ကြော်လည်းမှာစားခဲ့ပါသေးတယ်ဒီဆိုင်လေးကလေအလကားလာချပေးရတဲ့ဘေးနားမှာပါတဲ့ kimchi တို့အခုလိုမျိုးရင်းကြီးနဲ့ဟာတွေကအစသူတို့ကစေတနာပနဲ့လှုပ်ပေးထားတယ်ပေါ့နော်ဘာလို့သိလဲဆိုတော့တသိန်းကိုယ်တိုင်အလုပ်လုပ်ဖူးလို့ပါဒါနဲ့လေတသိန်းတို့အိမ်ကြီးကမစားပြစ်တဲ့စကီယာကီဆိုတဲ့မီနူးကြောင်းလေးကိုလည်းနည်းနည်းပြောပြပါမယ်အဲ့မီနူးကကျတော့ဂျပန်အစားအသောက်တစ်မျိုးပေါ့နော်သူကရှာဘူးလိုမျိုး hot pot ပုံစံမဟုတ်ပဲနဲ့အရေးနည်းနည်းလေးနဲ့အသားကိုနည်းနည်းထည့်ပြီးတော့ဟင်းသီးဟင်းရောနည်းနည်းထည့်ပြီးတော့အထဲမှာမှွေပြီးစားရတာမျိုးပေါ့နော်တသိန်းဗီဒီယိုကြည့်ပြီးသွားစားပြစ်တဲ့လူတွေက comment မှာဖြစ်ဖြစ်ဒါမှမဟုတ်ချက်ပေါက်ကနေစားကောင်းမကောင်းပြန်ပြောပြကြပါဦး